အမျိုးတို့ရေချစ်တို့ရေကဲဒီမှာနော်ဒီတချင်းကကြတော့မှဲ့ပြီပေါ့နော်စိတ်တလုံးတော့မဟုတ်ဘူးဒါပေမဲ့ပန်းတည့်ရဲ့ပုံစံမျိုးနော်ရင်ခွဲမကြပါမကြပေါ့နော်ပန်းတည့်ရဲ့ပုံစံမျိုးပေါ့နော်တည့်ရဲ့တီးကတော့အရန်ချိုတယ် organic ပေါ့နော်သူကကြတော့လေဒီလိုအကြီးကြီးတွေနော်ရင်ခွဲဆိုရင်ဒီလောက်ကြီးမှာမဟုတ်ဘူးပေါ့နော်ဒီမှာတော်တော်ကြီးတယ်ဒီတစ်လုံးဆိုရင်လေသူ့ရဲ့အရသာလေးတအားချိုတယ်နော်ချိုတာမှတော်တော်ကြီးကိုချိုဤမွေးနေတာဒီမအလုံးကြီးတွေပဲအလုံးအကြီးအသေးပေါ့နော်စိုက်စုံပါတယ်အလုံး20ဟုတ်တယ်20နီးပါးလောက်တော့ရှိမယ်ပေါ့နော်ဒါအကုန်လုံးကိုတနာကပေါ်ပေးပြစ်တာပေါ့နော်ဒါလှူတလူမျိုးလဲပေးပြစ်တာဒီကအကုန်လုံးကို2000နဲ့ဥတဲ့သူယူပါနော်ဒါတရန်ချိုလဲချိုတယ်တလုံးစားပြီးလို့ရှိရင်ဆွေမျိုးတောင်မေ့သွားမှာပေါ့နော်အရသာလည်းအရန်ရှိတယ်နော်ဒါဥရက်သူယူပါမှာကျင်တဲ့သူတွေဆိုရင်တနာရဲ့ Viber ဖုန်းလေး3998899316ကနေလဲဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ရန်ကုန်မြို့တွင်အိမ်ရောက်ငွေချေပါရှင်အရန်ကောင်းတယ်နော်မွမွေဤလေး organic စစ်နော်ဆေးလုံးဝမပါဘူးအရသာရှိစားကျင်တဲ့သူတွေဆိုရင်ဒီလိုတရက်တီးမျိုးကိုမှာပြီးတော့စားလို့ရပါတယ်နော်ဥရက်သူယူပါအမျိုးတို့ရေအမြန်သာလာထားလိုက်တော့နော်ဒီမှာအလုံးကြီးလုံးဝကိုအကြီးကြီးတွေပဲနော်ဒီလိုအကိတ်ကြီးအလုံးကြီးတွေနဲ့ကိုတန်နေပြီအလုံး1000နီးပါးလောက်တောင်မကြဘူးပေါ့နော်ဒီမှာနော်ဒီမှာနော်အလုံးကြီးအကြီးကြီးတွေအကြီးအသေးစိုက်ဆုံးပါတယ်နော်ဒီလိုအလုံးကြီးတွေတောင်တော်တော်နီးပါးပါတယ်နော်ဒါအကုန်လုံးကိုဥရက်သူယူပါ2000နဲ့လာယူပါရှင်